အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ဒီတူရကီကိုရောက်ရှိပြီးတော့တစ်နှစ်အကြာဒီကျောင်းတက်တာနေတာထိုင်တာဘယ်လိုခံစားရလဲဆိုတဲ့ experience ရယ်ကျွန်တော်မလာခင်ကဒီတူရကီကိုဘယ်လိုမျိုး expectation လုပ်ထားလဲဆိုတာရယ်အစရှိတာတွေကိုကျွန်တော်ဒီ podcast ပုံစံမျိုးပေါ်ပေါ်လေးပြောသွားမှာဖြစ်ပါတယ်ပြီးတော့အခုနောက်ပိုင်းဒီတူရကီကိုကျောင်းသားများစုကရွေးချယ်လာကြရပေါ့အဲ့ဒီပုံမှာဒီရွေးချယ်တဲ့မရွေးချယ်တဲ့နဲ့ဒီလာမဲ့ဆိုရင်လည်းဘယ်လို tips and tricks တွေကိုလုပ်တင်လဲဘယ်အရာတွေကိုရှောင်ရှားတင်လဲစရှိတာတွေကိုကျွန်တော်ဒီနေ့ podcast မှာပြောသွားမှာဖြစ်ပါတယ်ဆိုတော့ကိုပြန်မိတ်ဆက်ရရင်ဒီကျွန်တော်ကဒီတူကီမှာရောက်ရှိနေရအခုဆိုရင်တနေ့နဲ့နှစ်လရရောက်ရှိနေပါပြီကျွန်တော် Begos University မှာ Business Administration တက်ပါတယ်ဆိုတော့ကျွန်တော်ဒီပြန်ပြီးတော့နှိုင်းယှဉ်ရမယ်ဆိုရင်ကျွန်တော်တက်နေတဲ့အကြောင်းကဒီလို campus life ကတော့အရင်မကောင်းလို့ပြောလို့ရတယ်ဘာလို့လဲဆိုတော့ဟို campus ဆိုပြီးတော့ဒီလိုမြက်ခင်းပြင်လေးတွေတို့ရေကန်လေးတွေတို့အဲ့လိုမျိုးတော့မရှိဘူးဗျာဘယ်လိုပြောရမလဲတိုက်ကြီးလိုမျိုးမှာပဲစာသင်ခန်းတွေအများကြီးရှိရမျိုးပဲရှိရဗျာအဲ့တော့အမှန်တိုင်းပြောရရင်ကျွန်တော်အဲ့ဒီအချက်ကိုတော့မကြိုက်ဘူး private တက္ကသိုလ်ထဲမှာ campus တွေပါကျေဝန်းရှိတဲ့အကြောင်းတွေတော့ရှိတယ်ဒါပေမဲ့ကျွန်တော်အကြောင်းမှမရှိဘူးဆိုတော့ကျွန်တော်မကြိုက်ဘူးနောက်တစ်ချက်ကကျတော့ကျွန်တော်တို့ကျောင်းမှာတင်တဲ့ဆရာကြီးဆရာမတွေ professor တွေပေါ့နော်အမှန်တိုင်းပြောရရင်ကျွန်တော်တို့ကျောင်းမှာက business တင်တာတော်တဲ့ဆရာကြီးဆရာမတွေများတယ်ဗျာဟို10ယောက်မှာ6ယောက်လောက်တော့ကောင်းတယ်လို့ပြောလို့ရတယ်ဗျာ theory ကိုရှင်းပြတာလည်းရှင်းပြတာပြီးတော့ဒီဥပမာပြောရရင် example ပေးတာတို့ဘာတို့ဆိုရင်လည်းသူတို့တင်တာကောင်းတယ်ဗျာ10ယောက်မှာ6ယောက်လောက်မကောင်းတဲ့ဆရာကြီးဆရာမတွေလည်းရှိတယ်ဒီ10ယောက်မှာ6ယောက်လောက်ကောင်းလို့ကျွန်တော်လက်ခံပေးလို့ရတယ်ဗျာပြီးတော့နောက်တစ်ချက်ကကျတော့ဒီအကြောင်းမှာ international student community ကအရင်မမိုက်ဘူးဗျာဒီလိုလာတက်ကတာဒီအကြောင်းမှာပေါ့တခြားအကြောင်းတွေတော့မသိမကြိုက်ဘူးဘာလို့လဲလို့ပြောရရင်ဟိုများသောအားဖြင့်သူ့ထားတဲ့သူတွေကိုထားတဲ့ကိုနေပဲများတာဗျာဒီလိုအကြောင်းကပွဲတွေပါလုပ်ပြီးရင်လည်းဟိုရောက်100ရှိရင်ရောက်20လောက်ပဲ international student တက်တာဗျာဒီတူရကီကျောင်းသားတွေကလည်းသူ့ကသူနေတယ်ဗျာဒီကောင်တွေနဲ့ပေါင်းရင်များသောအားဖြင့်ကိုတူရကီစကားတက်မှာပဲရမှာကိုရီးယားလည်းတစ်လုံးထမင်းစားရေတောက်လောက်တောင်အနိုင်ဗျာတင်လည်းမတင်ကြအောင်တင်မို့လည်း motivation မရှိတယ်လို့ဖြစ်နေတော့ကို့အဖွဲ့နဲ့ကို့ပဲဖြစ်နေရဗျာကျွန်တော်မှပေါင်းတဲ့တကယ်ချင်းတွေတော့ရှိပါတယ်ဒီ international student တွေမှာ Pakistan တို့ပြီးသွားရင်တခြားဒီအာဖရိကဒီနိုင်ဂျီးရီးယားတို့ဂါနာတို့အဲ့လိုတကယ်ချင်းတွေလည်းရှိတယ်ဒါမဲ့ international student community ရဲ့အရင် strong မဖြစ်ဘူးလို့ထင်တယ်ဗျာအဲ့ဒီချက်တော့အရင်မကြိုက်ဘူးဗျာနောက်တစ်ခုကကျတော့ဒီနေရထိုင်ရနဲ့ပတ်သက်ပြီးကျွန်တော်ပြောချင်တယ်ဒီ daily life နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီကိုရောက်ပြီးတဲ့ကအခုထက်ဒီမြန်မာရင်းနဲ့ပဲနေရဗျာဆိုတော့တကယ်ချင်းနေနဲ့ပဲအိမ်ငှားပြီးတော့အခန်းတွေ share နေရဗျာအခန်း share နေတော့အများသောအားဖြင့်ကျွန်တော်နေထိုင်ရမြန်မာပြည်နဲ့အရင်ကြီးမကွာပါဘူးဗျာမိဘနဲ့ခွဲရတာလောက်ပဲရှိရဲအကုန်လုံးကမြန်မာစကားပဲပြောတာဆိုတော့ပြီးတော့ဒီခင်းတွေပါချက်စားရင်လည်းအများသောအားဖြင့်မြန်မာလူတွေပဲမြန်မာဟင်းတွေပဲချက်စားရဗျာအဲ့တော့အရင်မကွာချပါဘူးနောက်တစ်ချက်အနေနဲ့ဒီရာသီဥတုကတော့မှန်တိုင်းပြောရရင်မြန်မာအကြောင်းသားအများစုကြိုက်တဲ့ရာသီဥတုမျိုးဗျာအေးရင်လည်းတော်တော်အေးရဲ့လာရတော့ရှိရဲဒါပေမဲ့ဟိုစိုးရွားကြီးတော့မဟုတ်ဘူးပြီးတော့ပူဝင်လည်းမြန်မာပြည်ကလောက်ပဲအလုံးလုံးပူအဲ့လောက်ပါပဲဆိုတော့နေရထိုင်ရလည်းအဆင်ပြေတယ်ကျွန်တော်နောက်တစ်ချက်ကကျတော့အများစုကျွန်တော်လာမေးကြတဲ့ဒီ part time အကြောင်းမှာချိန်ပိုင်းလုံးနဲ့ပတ်သက်ပြီးတော့ကျွန်တော်အမြင်ပြောရမယ်ဆိုရင်ဒီမှာများသောအားဖြင့်part time ဆိုပြီးတော့အဲ့လိုမျိုးလုံးဝမရှိဘူးဗျာဥပမာကိုကကျောင်းတက်ကြတာ3ရက်4ရက်လောက်မှအချိန်ပြည့်ဒီပါတက်ကြရတယ်ဆိုရင်ကျန်တဲ့3ရက်လောက်အားနေဗျာအဲ့လို3ရက်မျိုးမှာအချိန်ပြည့်သွားလောက်တာမျိုးကွာအဲ့လိုမျိုးပဲရှိရကွာဒါမဲ့အမှန်တိုင်းပြောရင်ကံကောင်းစွာနဲ့ပဲကျွန်တော်တို့အလုံးမှာလုံနေလို့ကျွန်တော်ပါဝင်မို့ချိန်ပိုင်းလိုမျိုးလုပ်လို့ရတယ်ဗျာဘာလို့လဲဆိုတော့ကျွန်တော်အကြောင်းမတက်ခင်3လလောက်စောလာလိုက်တော့အဲ့မှာ full time လုပ်တယ်ပြီးတော့အကြောင်းတက်တော့ကိုအချိန်နဲ့ကိုရအောင်ဒီလိုညှိပြီးရဗျာfingerprint တွေပါလဲပါတော့လုတ်သွားရင် fingerprint နှိပ်လိုက်ပြန်ထွက်လာရင်ပြန်နှိပ်လိုက်ဆိုတော့အဲ့ရလုတ်တဲ့အတိုင်းပဲအချိန်နဲ့တွက်ပြီးပေးတယ်လောက်ရကန်ရတာလဲပင်တော့ပင်မန်းတာပေါ့ဒါမဲ့ဟိုနေစိထိုင်စိနည်းနည်းကာမိနေတော့အမှတော့လှုပ်ရှင်လို့မရဘူးဗျာသိလားဟိုလာစားတော့မနိုင်ပြောရင်တိုးပြီးရင်ပိုကောင်းတယ်ဗျာဆိုတော့ကျွန်တော်ကတလားအဲ့ရလဲရတယ်ပြီးတော့အိမ်ရလဲပေးတယ်ဗျာအိမ်ရလဲပေးတော့ပိုရှင်းရှိရယ်ဆိုတော့အဆင်ပြေပါတယ်ဒါမဲ့ဟိုလူတိုင်းအဲ့လိုမျိုးရမယ်လို့တော့မထင်ဘူးဗျာအမှမခံဘူးပြီးတော့အလုပ်ကိုင်နေရလဲအရင်လွယ်ပြီးတော့ပေါ်တာမျိုးလည်းမဟုတ်ဘူးလုံးဝမရှိရလည်းမဟုတ်ဘူးဗျာကိုရှာရင်တော့အချိန်တစ်ခုရောက်ရမှာပဲဆို
ဆိုတော့တလားကုန်ကြစီဘယ်လောက်ရှိလဲလို့ပြောရင်ကျွန်တော်ကကျွန်တော်နေရဆိုရင်400နဲ့500ဒေါ်လာလောက်တော့တစ်လကိုကုန်တယ်ဒါတခြားနိုင်ငံတွေဒီနောက်ပိုင်းဒီ Europe တခြားနိုင်ငံတွေရှင်တော့တော်တော်သက်သာတယ်ပေါ့ကိုရီမြန်မာပြည်ကအမြင်နဲ့ကြည့်ရင်ကျတော့များတယ်လို့ထင်ရမယ်ဒီဘက်ဒီမှာတော့ဒါတာမှန်ပဲဒါအနေဆုံးနှီးပါတွက်ပြတာဗျာတချို့ကိုကလက်လဲဖွာတယ်ဘာလို့မှလည်းမလုပ်ဘဲသုံးဖြုံးနေဆိုရင်အဲ့ထက်မကအများကြီးပိုကုန်နိုင်တယ်ဗျာကိုကြတော့လေကိုလုံးတက်လောက်လေးနဲ့ကာမိအောင်နေတာရဲ့အိမ်ကဘာညာပေးရင်လဲကိုတကယ်လိုအပ်တာလောက်ရှိမှဝယ်တာကြောင့်လည်းပါတယ်ဗျာဆိုတော့ကျွန်တော်အနေနဲ့ပြောရရင်ဒီချက်နဲ့နည်းနည်းနေရတာနည်းနည်းကောင်းတယ်လို့ထင်တယ်ကျွန်တော်တခုကြားဖြတ်ပြောချင်တာကတယောက်တည်းလာမယ့်ចောင်းသားတွေဒီကိုလာရင်အခုမှတကယ်ချင်းနေပါရှိတိုင်းပို့ကောင်းတယ်ဗျာမြန်မာပဲဖြစ်ဖြစ်တူရကီပဲဖြစ်ဖြစ်ဘယ်သူပဲဖြစ်ထားပါဘာလို့ဆိုတော့တယောက်တည်းစလာရင်ဒီ culture ပြောင်းလဲမှာလုံးဝအရှိချင်လို့ခံစားရမှာဗျာကျွန်တော်လည်းတည့်ရလို့အချို့လည်းရှိတယ်ဒီမြန်မာတွေနေရမှာလည်းမဟုတ်ဘူးကွာသူ့ဘက်သူတက်ကြီးတယောက်တည်းဖြစ်သွားပြီးတော့တနေရာကြီးမှာအဲ့လိုမျိုးဖြစ်သွားပြီးတော့စိတ်တက်တွေကျပြီးတော့ဒီမှာစိတ်ချမ်းသာကြီးပဲထိခိုက်လို့ဖြစ်သွားပြီးနောက်ဆုံးပြန်သွားတဲ့လူတွေလည်းရှိတယ်ဆိုတော့မြန်မာတကယ်ချင်းပဲဖြစ်ဖြစ်တူရကီတကယ်ချင်းပဲဖြစ်ဖြစ်သူပဲဖြစ်ဖြစ်ကွာအဲ့လိုအပေါင်းအသင်းလေးရှိပြီးတော့အခုပုံမှန်လေးအပျော်ပါးလေးတော့နည်းလုပ်ပြီးဗျာအဲ့လိုတော့ထင်ပါတယ်နောက်တစ်ချက်ကကျွန်တော်တို့ကျတော့ဒီစလာတဲ့ကျွန်တော်မြန်မာတကယ်ချင်းတွေလည်းလာတာဗျာပြီးတော့ဒီမြန်မာ community တခုလည်းကောင်းကောင်းရှိရပုံမှန်ဘောလုံးကန်တဲ့လူတွေလည်းရှိအကြောင်းသားတွေနဲ့လှုပ်လှုပ်တဲ့အကိုတွေနဲ့အဲ့လိုကန်ကြရဗျာဆိုတော့ရှေ့မှာအရင်ရောက်ပြီးသားလူတွေရဲ့ tips တွေ tricks တွေလည်းကျွန်တော်ကနားထောင်ပြီးတော့ live လုပ်တော့များသောအားဖြင့်အဆင်ပြေရဗျာဒီရောက်ပြီးတော့ပြန်သွားတဲ့လူတွေလည်းရှိရအဆင်မပြေလို့ဒီကျောင်းတက်ကအဆင်မပြေလို့ပြန်တဲ့လူတွေလည်းရှိရပြီးတော့နည်းနည်းပြင်းပြကောင်းတဲ့ထိကျန်နေဆိုပြီးပြန်သွားတဲ့လူတွေရှိအဲကြောင့်မလို့ကိုကတကယ်ချင်းတွေပါရှိတိုင်းပိုကောင်းတယ်ဗျာကိုကတကယ်မကြိုက်လို့ကျောင်းတက်ရတာမကြိုက်လို့ပြန်ရတဲ့မျိုးဆိုရင်တော့တစ်မျိုးဗျာအဲဒါကြောင့်ဒါကိုယ့်ရဲ့ဆုံးဖြတ်ချက်ဖြစ်သွားပြီခုနလိုမျိုးအထီးကျန်ပြီးပြန်တာတို့ဘာလို့မဖြစ်အောင်လို့ကျွန်တော်ပြောပြရပါနောက်တစ်ခုကကျတော့ကျွန်တော်ဘာကြောင့်ပြောချင်လဲဆိုတော့ဒီတက္ကသိုလ်တွေတက်ခန်းဒီမှာဒီ entrance test အနေနဲ့ English စာဖြေရတယ်ကွာအဲ့အကြောင်းကိုကျွန်တော်ပြောချင်တယ်ဒါအရင်ဆုံးကျွန်တော်ဘာမှမပြောရင်ကျွန်တော်အကြောင်းကိုအရင်ပြောလိုက်မယ်ကျွန်တော်ကဒီအရင်ကမြန်မာပြည်မှာတော့ဒီ IELTS တို့ဘာလို့ဖြေဖို့လုပ်ခဲ့ဖို့ပဲတကယ်မဖြေခဲ့ရဘူးမဖြေခဲ့ရတော့ပြင်ဆင်ခဲ့ရပေါ့နော်ဆိုတော့ကျွန်တော်အင်္ဂလိပ် level ကဒီမှာဟောလောက်တော့ရှိမယ်ဒီရောက်တဲ့အချိန်မှာ B2 လောက်တော့ရှိနေလိမ့်မယ်ဗျာဆိုတော့ကျောင်းတက်ခန့်ပြီးတော့ဆောင်းဝဲသွားဖြေတော့ကျွန်တော်အမှတ်တော်တော်များများနဲ့အောင်တယ်ဆိုတော့ကျောင်းမှာလည်းလိုက်နိုင်တာပါညာရှိဒါကတော့ကျွန်တော်အောင်သွားလို့ပေါ့တကယ်လို့မအောင်ခဲ့ရင်လည်းအင်္ဂလိပ်စာ language school ပြန်တက်လို့ရတယ်ဆိုပေမဲ့သူကအချိန်ကအရန်ကုန်တယ်ဗျာအချိန်တစ်နှစ်လောက်ကြီးကုန်သွားတာအချိန်တစ်နှစ်လောက်ကြီးကုန်တယ်ဆိုတာဒီသူများရဲ့ first year ပြီးရဲ့အချိန်မှာကိုက language school ကမှ B ရဲ့လိုမျိုးဖြစ်သွားကွာသေးလားဒီအဲ့လောက်တက်စရာမလိုဘူးနိုင်ငံမှာကျောင်းလာတက်မယ်ဆိုရဲလူတိုင်းအင်္ဂလိပ်စာအနေအထားတစ်ခုရှိပြီးသားဗျာဆိုတော့ဆောင်းမွေးဖြေရင်တေချာလေးဖြေပါဒီမှာပြင်းလို့ဒီစာကြောင်းဒီ sentence တွေပါမဖတ်တော့ဘဲနဲ့တလွဲကြီးလောက်လိုက်တာမျိုးပါမျိုးအဲ့လိုမလုပ်ပါနဲ့တကယ်ကြီးကြည့်ပါရပြီးတော့တနစ်စာတက်ရင်လုံးဝတနစ်စာလုံးအပြည့်သွဲရတာပါအဲ့ဒီပတ်စံပမာဏနဲ့ဆိုရင်အင်္ဂလိပ်စာကိုကဒီ ABCD ကနေပြီးတော့လုံးဝ advanced level ထိရောက်အောင်တက်လို့ရတယ်ကိုပေါ့လေ့လာလို့ရတယ်ဗျာဒီလားဆိုတော့အဲ့ဒီ English test ကိုတေချာဖြေပါအောင်ဖြေပါပြန်မတက်ပါနဲ့ဒါကျွန်တော်ရှေ့မှာကြိုရောက်ပြီးသားလူအနေနဲ့ဒါအကြံပေးရပါတကယ်လို့တေချာမဖြစ်ခြင်းဆိုရင်လည်းသဘောပါကျွန်တော်အကုန်လုံးပြန်ပြီးတော့ခြုံငုံပြီးတော့သုံးသပ်ရမယ်ဆိုရင်ကျွန်တော်တူရကီရောက်ပြီးရဲ့အနောက်ပိုင်းမှာဒါကိုယ့်အကို 100% မဟုတ်ရင်တော့မှဒီတစ်ဝက်လောက်ပေါ့နော်အားကိုးတက်လာတယ်တခုဆိုလဲလုတ်တက်ကိုင်းလည်းရှိလာကွာအိမ်မှာမီးတွေပါပြက်တာရေပိုက်တွေပါပြက်တာအစားတောင်းခေါ်လို့မရရင်ကိုယ့်အကိုကိုယ်တိုင်ပြန်တာကွာမြန်မာပြည်မှာတော့အဲ့လိုမျိုးတွေတကယ်အမှန်တိုင်းပြောရင်မလုပ်ခဲ့ဘူးကွာအဲ့ဒါတွေတော့ကောင်းလာတယ်ပြီးတော့ကျွန်တော်ဒီမှာအချိန်ပိုင်းလုပ်လို့ရတော့ပတ်စံလည်းတချို့တစ်ဝက်ရှာနိုင်တယ်ကိုချတော့ပေါ့ဟိုအကုန်အပြည့်မဟုတ်ရင်တော့ရက်တီလာနိုင်တယ်ပေါ့ဒီအဲ့ဒီဟာတွေတော့အားရတယ်ဗျာဒီဟိုလာတော့တခြားEurope နိုင်ငံတွေဒီနောက်နိုင်ငံတွေသွားတာထက်ဆိုင်ကုန်ကျစရိတ်ကတက်တာတယ်အမှန်တိုင်းပြောရင်ဒီဟိုလာတဲ့စရိတ်ကထိုင်းကိုသွားတဲ့စရိတ်လောက်နဲ့တူမယ်လို့ထင်တယ်နည်းနည်းကွဲရင်ကွဲမှာပဲကျွန်တော်အထင်တော့တူတယ်လို့ထင်တယ်ဆိုတော့မစိုးပါဘူးကျွန်တော်အဲ့ဒါအားရတယ်ဗျာမကြိုက်တဲ့တကူတော့ကျွန်တော်ကပြောခဲ့လို့ပဲဒီမှာကဒီတူရကီဘာစကားမှမတက်ရင်သူတို့ရဲ့ community ရဲ့ဝင်ဆက်မှုအရင်မလွယ်ဘူးဗျာဆိုတော့ကျွန်တော်လည်းမတင်ချင်တော့ဝင်ဆက်မှုလည်းမကြိုးစားဘူးဗျာတကယ်ချင်းတစ်ယောက်နှစ်ယောက်တော့ရှိရဲအဲ့လိုလောက်ပဲတကယ်လို့ကိုကဒီမှာတေချာနေမယ်ဆိုရင်တော့ဒါတူရကီစကားအတင်တဲ့နေဗျာကျွန်တော်လည်းကျွန်တော်ရဲ့ရည်မှန်းချက်ကငကိုရီးယားဒီနိုင်ငံမှာအခြေချဖို့လို့ကြောင်းပြင်ဆက်နေဖို့လို့မရှိတော့ဘယ်လိုပြောမလဲမကောင်းဘူးပြောရမယ်အဲ့လိုမျိုးမတင်ချင်တဲ့စိတ်မရှိတာမကောင်းဘူးဗျာဆိုတော့တင်ကြပါဒီလာတဲ့လူများစုကဒီကျွန်တော်အကြံပေးချင်တာကဒီ
ဖုန်းတွေ laptop တွေပြီးသွားရင်မြန်မာစားတောက်အများစုအဲ့လိုမျိုးယူခဲ့ပါဒီ electronic device တွေနဲ့ပတ်သက်ပြီးလည်းရဲစေးကြည့်ပါတယ်ဆိုတော့မြန်မာပြည်ကဝယ်ရတာပဲဖြစ်ဖြစ်ထိုင်းကဝယ်ရတာပဲဖြစ်ဖြစ်လောက်ခဲ့ပါကျွန်တော်ဒီနေ့ podcast ကတော့ဒီလောက်ပါပဲစုံနေနောက်ပေးလို့အားလုံးကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်နောက်ထပ်ဗီဒီယိုတွေမှာလည်းတူရကီမှာကျွန်တော်နေထိုင်တဲ့ lifestyle အကြောင်းရင်းလေးရယ်ပြီးသွားရင်ခီးတွေပါသွားပြင်လည်းခီးသွားဗီဒီယိုလေးရယ်ဆက်တင်ပေးသွားပါပဲကျေးဇူးအများကြီးတင်ပါတယ်